ပိုက်စာလို့ခုလိုရုပ်ကြီးနေကြည့်ပါတယ်အဲ့ခါကျအမေကလည်းထမင်းစားနေနဲ့ထကျွေးရပါတယ်ဒါလေးကတော့သူအကြိုက်ဆုံးဟာလေးပေါ့သူကြိုက်ဆုံးဆိုရင်စားခြင်းနဲ့စားရင်မစားခြင်းနဲ့မစားပါဘူးဒါကတော့မီယိုခရမီကိုတစ်ထုပ်ထည့်ရတာပါရှင်တစ်ထုပ်ကိုအဲ့လိုမျိုးဖောက်ပြီးတော့ထည့်ပြီးတော့မှဒါကတော့ protein ပါ protein ကတော့လောဆယ်ရောက်ခမကြီးကလက်ဆောင်ပေးတာဖြစ်တဲ့အတွက်ပတ်စံမကုန်ပါဘူးရှင်တလားစာတော့ဖူးလုံးပါတယ်ပြီးရင်ဒါလေးတို့နယ်ရပါတယ်နေရလဲအဲ့လိုအရမ်းညံ့အောင်လည်းမနေရအောင်အရမ်းမညံ့အောင်လည်းမနေရအောင်ဒီလောက်ကလေးပဲပေါ့နော်အပွေစားမလားစားမယ်ဆိုပြီးတော့သူ့အရင်ဆုံးဇွန်းနဲ့ခွန်ရပါတယ်ဆက်စချင်းကိုလက်နဲ့ခွန်မစားပါဘူးရှင်ဆက်စချင်းကိုလက်နဲ့ခွန်လို့ရှိရင်ထွက်ပြေးပါတယ်ကုန်ကန်ဒီမှာလက်နဲ့ခွန်ရပါတယ်အဲ့ဒါသူ့ထားပါကုန်ကန်ဒီပြီဆိုတော့လက်နဲ့ခွန်လို့ရတော့ပါပြီကြည့်ပါဦး2 နာရီနော်2 နာရီဆယ်မွန်နေအမလေးလိုမျိုးတွေပါတာနော်ရှယ်နော်သူကနေတိုင်းသူက Japanese food တွေစားနေရတဲ့ကြောင်ကြီးလိုမျိုးပဲသူ life က luxury ဖြစ်လိုက်တာအကြပါတယ်ငငယ်တော့ဆိုလို့ရှိရင်မိဘတွေထမင်းစားနေလို့ရှိရင်ဘာမှပြောလို့မရအောင်စကားလည်းပြောလို့မရအောင်ကိုလည်းစကားပြောလို့မရအောင်သူတို့လည်းစကားမပြောသူတို့စားအခုဒီမှာတော့ကိုထမင်းစားပြီဆိုတာနဲ့သူကဖိုက်စားပါပြီကျန်တဲ့ချိန်ဘယ်တော့မှသူဘိုက်စားလားစားမယ်လေဘာညာဆိုသူမလာပါဘူးကိုစားပြီဆိုလို့ရှိရင်သူဘိုက်စားပြီးမျက်နှာစိုးကြီးနဲ့လာကြည့်လို့ရှိရင်ကိုလည်းမနေနိုင်ကိုစားနေရတဲ့မှာလက်ကလေးပါလေးဆေးပြီးတော့ထကျွေးရတာပါပဲဒါကတော့ကြောင်ကြီး luxury life ပေါ့နော်ခဏနေလဲနေရောသူဘိုက်ဝါပြီထင်တယ်သူကအလောက်ကြံလို့ရှိရင်သူမစားတော့ဘူးဘာလို့လဲမသိဘူးနော်လုံးမခေါ်လို့မရတော့စားပါအောင်တိုင်းထွက်ပြေးသွားပါပြီကျေးဇူးပါ